အားလုံးပဲမင်္ဂလာပါခင်ဗျာခေါ်အားတဲ့ညပညာကပိုအရေးကြီးနေဆိုတာကိုကျွန်တော်ဒီနေ့ပြပြချင်ပါတယ်ခါတော့ကတော့အုံကြီးတစ်ခုထဲမှာအရန်ကိုရဲတင်ပြီးမာနကြီးတဲ့ချစ်တီကြီးလေးကောင်ရှိတဲ့သူကဘိုက်စာတိုင်းတော်တဲ့ကတတော်တွေကိုတွေ့သမျှအကုန်လက်ပတ်စားနေတော့တော်တဲ့ကတတော်တွေဟာကြောက်လန့်ပြီးနေစရာမရှိအောင်ဖြစ်နေကြတာပေါ့နောက်ဆုံးမှတော့တောကောင်လေးတွေစုပေါင်းပြီးချစ်တီကြီးရှိကိုတော့တောင်းပန်ကြတယ်ရှင်မင်းကြီးရဲ့အရှင်ကတနေ့ကိုတတော်တွေအများကြီးတက်စားနေမကြခင်တော်ထဲမှာဘယ်သူမှကြတော့မှမဟုတ်တော့ဘူးအဲ့ဒီတော့ကျွန်တော်တို့ကပဲအလဲကျတနေ့ကိုတစ်ကောင်လုံးနဲ့အရှိစီကိုအစအဖြစ်လာရှစ်သားပါမယ်လို့တောက်ဆိုလိုက်ကြပါတယ်ချစ်ပင်ကြီးကလည်းသဘောတူလိုက်တယ်ဒီနေ့မှတော့ရုပ်ကလေးတစ်ကောင်ရဲ့အလဲရောက်လာတာပေါ့ရုပ်ကလေးကတရားမှကိုမကြောက်ပဲညံသုံးဖို့ဆုပ်ပြလိုက်တယ်သူကချစ်ပင်ကြီးစီကိုတမင်တကအချိန်နောက်ကျမှသွားလိုက်တယ်ချစ်ပင်ကြီးကဗိုက်ဆန်လုံးဒေါသထွင်းနေတဲ့အချိန်မှာရုပ်ကလေးရောင်သွားတော့ဘာလို့ဒီတော့နောက်ကျနေတာလဲမင်းတို့အကောင်သေးသေးလေးကငါဘိုက်ဘွားမှမဟုတ်ဘူးလို့ချစ်သေးကဟိုင်းဟောက်လိုက်တာပေါ့ရုပ်ကလေးကတူတူကြီးချင်းနဲ့ပြုတ်ပြတယ်အရှင်မင်းကြီးကျွန်တော်လာနေတော့လမ်းမှာအစ်စ်တစ်ပူကြီးပူတန်မာတဲ့ချစ်သေးကြီးတစ်ကောင်တွေတွေးခဲ့ရလို့ပါသူကအစ်စ်ထင်းသူကပူကြီးပူမြတ်တယ်လို့ပြောပြီးကျွန်တော်ကိုစားမလို့လုံးနေတာနဲ့အတင်းလို့အောင်ပြေးလာခဲ့ရတာပါတဲ့ချစ်သေးကြီးကရန်တော်သားထွက်သွားပြီးမတူလေငါ့တဲ့ကြီးတဲ့ကောင်ကဘမ်းမှလဲအခုချစ်ချင်းလိုက်ပြစမ်းလို့ခိုင်းလိုက်တယ်ရုံကလေးကချစ်သေးကြီးကိုရည်ရွယ်နေကြီးတစ်ခုစီကိုခွန်သွားပြီးအဲ့ဒီထဲမှာရှိပါတယ်လို့ပြောလိုက်တယ်ချစ်သေးကြီးကရည်ရွယ်ထဲကိုငုတ်ကြည့်လိုက်တဲ့အခါရည်ရွယ်ထဲမှာသူ့ရဲ့ပုံရိပ်ကိုမြင်လိုက်ရတာပေါ့သူကတခြားချစ်သေးလို့ထင်ပြီးဟိုက်ဟောက်လိုက်တော့ရည်ရွယ်ထဲကနေအတန်ဟင်းပြန်လာတယ်ဒေါသကြီးကျထွင်းနေတဲ့ချစ်သေးကြီးဟာရည်ထဲကချစ်သေးကိုတတ်မဲ့ဆိုပြီးရည်ထဲကိုခုတ်ချလိုက်တာနဲ့ရင်းနှင်းပြီးတိတ်ဆုံးသွားပါတော့တယ်ပုံမြင်လေးရဲ့တဲကန်းစားကတော့ခေါ်အားတဲ့ညပညာကပိုအရေးကြီးပါတယ်မာနကြီးလို့ရင်ကိုပစ္စည်းစစ်တမ်းပါတယ်